မင်္ဂလာပါတပည့်တော်တို့ရှိတ်ကွက်မီဒီယာကနေတက်ဆက်ပေးမယ့်အကြောင်းအရာကဒုတိယအကြိမ်ရွှေအင်ဂျင်ဓမ္မဂတိကတင်တန်းကိုရွှေအင်ဂျင်ဆရာတော်ဗတ္တနာသူမင်္ဂလာအရှင်သူမြတ်ကြီးကဦးဆောင်ပြီးတနင်္လာရီတိုင်းဒေသကြီးကော့တောင်မြို့နယ်ပတောက်ဖြေဝါရက်ကွက်9လုံးတောင်ပေါ်ရှိဖြေဝါဝင်းဓမ္မရိပ်သာကျောင်းတိုင်းမှာ9ရက်တိုင်ကျမပြုလုပ်လျက်ရှိပါသည်ရွှေအင်ဂျင်ဓမ္မဂတိကတင်တန်းကြီးကို1382ခုနှစ်အေယာဝတီတိုင်းဒေသကြီးမော်လမြိုင်ကျွန်းမြို့အမှတ်2ရက်ကွက်မူလညောင်တုံးကျောင်းရွှေအင်ဂျင်ဓမ္မဂတိကကျောင်းမှာစတင်ဖွင့်လှစ်ခံခြင်းဖြစ်ပါတယ်။ယခုတနင်္လာရီတိုင်းဒေသကြီးကော့တောင်မြို့နယ်ပတောက်ဖြေဝါရက်ကွက်9လုံးတောင်ပေါ်ရှိဖြေဝါဝင်းဓမ္မရိပ်သာကျောင်းတိုင်းမှာဒုတိယအကြိမ်တင် जा ပို့ချပေးနေပါတယ်။ရန်ကုန်တိုင်းဒေသကြီးမှာဆိုရင်ရွှေအင်ဂျင်ဓမ္မဂတိကတင်တန်းကြီးကို6ကြိမ်တိုင်းတင် जा ပို့ချပေးခဲ့ပါသည်။အေယာဝတီတိုင်းမော်လမြိုင်ကျွန်းမြို့မှာ6ကြိမ်၊ညောင်ရမြို့မှာ2ကြိမ်၊တနင်္လာရီတိုင်းဒေသကြီးဘိန်းမြို့မှာ3ကြိမ်၊ကော့တောင်မြို့မှာ2ကြိမ်တင် जा ပို့ချပေးခဲ့ပြီးပဲဖြစ်ပါတယ်။ရွှေအင်ဂျင်စီကတော့ဗတ္တနာသူမင်္ဂလာအရှင်သူမြတ်ကြီးဟာဆိုရင်တပည့်ပေါင်းလဲမြန်မာနိုင်ငံနဲ့ထုံပြီးပြောရရင်တပည့်ပေါင်းတိုင်းဒေသကြီးခရိုင်ဒေသကြီးအသီးသီးမြို့နယ်ပေါင်းအသီးသီးမှာ3000ကျော်4000ခန့်လောက်မွေးထုတ်ရွေးထုတ်ခဲ့ပြီးဖြစ်ပါတယ်။စာပေပရိယတ်တိအရာမှာပြည့်စုံနေကြတဲ့တန်ဃာတော်အရှင်သူမြတ်များအတွက်တရားဟောဓမ္မတပင်မှာဓမ္မအတိဖြန့်ဝေဟောကြားနိုင်ရန်ရည်ရွယ်ကတရားဟောနည်းပြောနည်းရွှေအင်ဂျင်ဓမ္မဂတိကတင်တန်းကြီးကိုဖွင့်လှစ်တင် जा ပေးနေသောရည်ရွယ်ချက်ပင်ဖြစ်ပါတယ်။နိုင်ငံကျော်ဓမ္မဂတိကရှင်ဥတ္တမကျော်ဤတပင်ရွှေအင်ဂျင်ဓမ္မဂတိကတင်တန်းကြီးများဤတင်တန်းမှုတာဝန်ခံတသနာပြုနယ်လှည့်ဓမ္မဂတိကနယ်လှည့်တရားဟောနည်းပြဓမ္မစရိယာတသနာဝတ္တိကရာဓမ္မဂတိကရွှေအင်ဂျင်ဆရာတော်ဗတ္တနာသူမင်္ဂလာအရှင်သူမြတ်ကြီးဟာဆိုရင်မြမခုနှစ်1388ခုနှစ်နေုံလာပြည်မဟာသမယအခါတော်နေ့6လပိုင်း10ရက်နေ့အင်္ဂါနေ့တွင်တနင်္လာရီတိုင်းဒေသကြီးကော့တောင်မြို့ပတောက်ရွှေဝါရက်ကွက်9လုံးတောင်ပေါ်ရှိရွှေဝါဝင်းဓမ္မရိပ်သာတွင်ည9နာရီအချိန်၌တင်နန်းစင်းအောင်ပွဲအထူးဓမ္မတပင်ကျင်းပသွားမှာပဲဖြစ်ပါတယ်